okay ဟုတ်ကဲ့ဒီတစ်ခေါက်ကတော့ကျွန်တော်တို့ဒီရာသီဥတုနဲ့ပတ်သက်တဲ့အကြောင်းလေးကိုတစ်ချက်လောက်ပြပြချင်ပါတယ်ဟုတ်ပထမဆုံးနယူးဇီလန်နိုင်ငံနဲ့ပတ်သက်တဲ့ရာသီဥတုအခြေအနေလေးကိုတစ်ချက်လောက်ရှင်းပြပြပါဦးဟုတ်ကဲ့နယူးဇီလန်ရဲ့ရာသီဥတုကဂျပန်လိုပဲရာသီဥတုလေးခုရှိပါတယ်ပေါ့နော်။နွေဦးရဲ့နွေနှောင်းရဲ့ဆောင်းတော့ဆိုပြီးတော့၄မျိုးရှိရဲ့ဒါပေမဲ့ဂျပန်နဲ့ဖြောင်းမြန်ပေါ့နော်ဂျပန်မှာနွေရာသီဆိုလို့ချင်းဒီမှာဆောင်းရာသီပေါ့နော်အဲ့လိုမျိုးလေးရှိအခုကဂျပန်မှာဆောင်းရာသီဝင်ဖြစ်နေပြီပေါ့နော်ဒီမှာဆိုရင်နွေရာသီဖြစ်နေတယ်ပေါ့နော်အရန်ကိုပူပါတယ်တော်ပူတယ်ပြီးလို့ချင်း UV ရဲ့အရန်မြင့်ပါတယ်ပေါ့နော်ညီမတော်လေးကိုတော်ပူပါတယ်ဟုတ်ကဲ့ခြေလေးညင်ညင်ကတော့ပေါ့နော်ဟုတ်ကဲ့ပြီးတော့တခုကောင်းတာကအရန်ကြိုက်တာရာသီဥတုဆိုလို့ချင်းဒီမှာကအဲ့လိုမျိုးညထွက်ပြီဆိုလို့ချင်းည8:45လောက်ဒီပေါ့နော်အဲ့လိုမျိုးနေရောင်ကဝင်နေဝင်တာနောက်ကျတယ်ပေါ့နော်အဲ့တော့နေရမိုးလင်းနေတယ်လို့မျိုးခံစားရတော့အဲ့ feeling ကတော့အရန်ကြိုက်ပါတယ်ပေါ့နော်ဟုတ်အဲ့ဒါကတော့ဂျပန်နဲ့ပတ်သက်လာရင်တော့အဲ့ဒီကိစ္စကတော့နည်းနည်းလေးတော့ဟိုဖြစ်တာပေါ့ဂျပန်မှာကျတော့အဲ့ရာသီဥတုကမကောင်းတာပေါ့အဓိကဆောင်းရသည်ဆိုရင်လည်းအစောကြီးနေဝင်သွားတာတော့ပြရာသီဥတုအေးတာတော့လူကိုထိုင်မှန်းစေတာပေါ့နော်ဆိုတော့အဲ့ဒီပြဿနာလည်းဒီအင်္ဂလန်တို့ဘာလို့မှလည်းအဲ့တိုင်းပဲပေါ့ဂျပန်ကလည်းအဲ့လိုမျိုး feeling တော့ရှိတယ်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံလာလူအများစုကတော့ဆောင်းရသည်မကြိုက်ကြဘူးလို့ထင်တယ်ပေါ့နော်ဂျပန်မှာတော့အေးတယ်ပေါ့နယူးဇီလန်ကျတော့အဲ့လိုမျိုးမဟုတ်ဘူးနော်သူကတော်လင်းတယ်အခုလိုမျိုးနွေရာသီဆိုရင်17နာရီ9နာရီပေါ့နော်9နာရီအထိနေမဝင်ဟုတ်ပါတယ်ဟုတ်နေတာရှိတာပေါ့နော်ဒီလေးဟုတ်အဲ့လိုမျိုးပေါ့အဲ့ဒါလေးတော့ရှိတာပေါ့ဟုတ်နေတာရှိရကိုအချောင်းရင်းရှိရမလား day life saving တခုလောက်ထားလို့မလားဟုတ်တယ် day life saving လောက်ထားလို့လဲသူက9နာရီအထိ1နာရီပေါ့ခိုးလိုက်တာပေါ့အချိန်ခိုးလိုက်တာပေါ့နော်ဆိုတော့အဲ့ကောင်ကသူကနွေရာသီဆိုရင်နွေရာသီမရောက်ခင်မှာ1နာရီခိုးလိုက်တယ်အဲ့တော့1နာရီပို့ပြီးတော့နေတာရှည်သွားတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးသူအမြင်နဲ့ပြောင်းပြီးဆောင်းရသည်ဆိုရင်1နာရီပြန်လျှော့တယ်အဲ့လိုမျိုး day life saving စနစ်ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မို့လို့အခုလိုမျိုးလည်းဖြစ်တာပေါ့နော်ဟုတ်ပါတယ်အဲ့ဒါဂျပန်လူတွေအရင်အကြက်မဲ့ဖြစ်ပါဘာပဲဖြစ်ဒီမှာဆိုလို့ချင်းအဲ့လိုမျိုးရာသီဥတုအဲ့လိုမျိုးနေတာအရင်ရှိတော့ပြောဖို့ကောင်းတာပါတယ်ပေါ့ကွာအပြင်သွားလို့ချင်းညမိုးချုပ်တဲ့ဒီလိုမျိုးရှောက်ပြီးတော့လေလို့ရတယ်ဂျပန်မှာဆိုလို့ချင်းချင်းလေးဆိုလို့ချင်း3နိုင်ခွဲလောက်ဆိုလို့ကျန်လိုမျိုးဆောင်းရတီကြိုင်နေဝင်သွားရင်အဲ့တော့လူအနင်းထိုင်နေမိုးချုပ်ပြီးတော့ညနေဘာမှမလုပ်ချင်တော့ဒီလိုမျိုးဖြစ်တာပေါ့နော်ဒီမှာတော့လိုမျိုးမဟုတ်ပါဘူးရမ်းအားသာချက်ရှိတာတော့အဲ့ဒါ day life ရှိတဲ့အတွက်ကြောင့်ရာသီဥတုတွေကအဆင်ပြေတယ်ပေါ့ဟုတ်တော့ပူတယ်ဆိုပေမဲ့လေဟုတ်နောက်ဆုံးတစ်ခုလောက်ကိုဖြစ်ဆက်ပြောချင်တာကြတော့အဲ့လိုမျိုးဒီမှာ UV ကအရန်များတယ်ဂျပန်နဲ့မတူတာဂျပန်မှာဆိုရင်နေတောင်တန်ကျွန်တော်တို့ခံကျင်ကြတယ်နေပူတဲ့ထွက်ရင်တော့ပျော်ကြတယ်ဒီမှာကျတော့မြန်မာနိုင်ငံနဲ့တူတယ်လို့ပဲပြောအောင်ပေါ့နော်နေပူတဲ့ထွက်အရန်ပူတယ်ပြီးတော့အသားရည်တွေလောင်တယ်ပေါ့နော်အဲ့လိုမျိုးတွေတော့ရှိတယ်ပေါ့နော်ဆိုတော့နေကတော့နေပူတာချင်းတောင်မတူဘူးပေါ့နော်ဂျပန်နဲ့နယူးဇီလန်နဲ့အဲ့ဒါတခုတော့သတိထားမိပါတယ်ဟုတ်ပါတယ်မိရဲ့တတိထားမိအဲ့ဒါကြတော့အဲ့လိုဘလို့တွေကွာလဲဆိုတော့ဂျပန်မှာဆိုလို့ချင်းလူကအယောင်ကလေနေအောင်ကွာလာတော့မသိဘူးအဲ့လိုမျိုးအသားရောင်ကနေအောင်နဲ့ထွက်လိုက်လို့ချင်း automatically လှနေလို့ထင်တာပေါ့နော်ဒီမှာကျအဲ့လိုမျိုးမအသားမဲပြအဲ့လိုမျိုးဝါကြစ်ဖြစ်နေလို့ခံစားရတယ်ပေါ့နော်ဟုတ်အဲ့ဒါတော့ရာသီဥတုပေါ့နော်ဟုတ်